ငါလာမကြိုသေးရင်နေတယောက်တည်းဆိုင်ရာထွက်မလာနဲ့နော်ငါစိတ်မချအောင် ။ဘာများစိတ်မချစရာရှိလို့လဲကိုသူရဲ့။ဒီလန်းနဲ့ဒီနေရာငါတို့တွေတော့နေမအားလို့မလာနိုင်ဘူးဆိုလို့ရှိရင်လည်းဖုန်းဆက်လိုက်ပေါ့။နေတိုင်းမိုးထွက်လဲလာကြူနေရပဲ ဒီကောင်လာကျွန်တော်တို့သိတာဗောနင်းရတယ်ဒါပေမဲ့ငါကလေနင်းကငါလွယ်ဘယ်သူမှစိတ်ချတာမဟုတ် ။နေဟာလေးပို့စရာမရှိကြက်ဖန်ကိုပို့တယ်။မိုးထက်ကြလို့ရှိရင်နေကိုတော့ကပ်ပြီးထိုးလိုက်ပဲ ဒီကောင်ကများဟာနင်းရတယ်ဒီကောင်တော့ငါတို့ငဲနိုင်မှာဟာ ။မိုးထက်ကနေကိုအလျှော့ပေးတယ်နေကနိုင်စားနေရလေ ဟုတ်တော့ဟုတ်ပါလေဟာဒါပေမဲ့ဒီကောင်ကြီးကချစ်ဖို့တော့ကောင်းတာဟုတ်လား ဟာညနေရောအလုံးကတော့ကြွေးပြန်လာကြပြီလား အေးဟုတ်တယ် နေပါဦးဘာလို့လဲတို့တော့ကောင်အခုဒီမြူနင်းနဲ့တွဲနေတော့မယ်ဟိုပပေါင်းစီသူရောမြူနင်းနဲ့ဆင်ပြေသွားလားဘာဟုတ်လဲဘာဟုတ်ဆင်ပြေမှာငေါ့တဲ့အစိုးရတငယ်ချင်းမဲ့လေဆင်ပြေမပြေဘူးဆိုတာရှိလို့မင်းကလည်းပေးရအောင်လာဆောင်နေပြန်ကွာမင်းတို့တော့ငယ်ငယ်လေးတဲ့မြူနင်းကြိတ်ခွက်နေစားငါတို့အောင်သိပါတယ်ဗါလေမင်းအခုဟိုကောင်စီသူအရင်လိုပဲဦးစားပေးနေတော့မယ်လား ဘာမှပြောနေဝင်းကျော်ကြီးဒီကောင်ကလေဘယ်တော့မှပထမဆုံးပွဲထွက်အားကစားဆင်းထဲမှာပါမဲ့ကောင်မဟုတ်ဘူးအမြဲတမ်းအရက်ခုံမှာပဲထိုင်နေမှာကောင်ဟမ် အောင်တို့ပြောလဲပြောစရာပဲမိုးထားဗါလေမင်းဟိုပထမကစားသမားတန်ရမှာပွဲထွက်ကစားရမယ့်အခွင့်ကိုစောင့်နေတာဟဲ့ပွဲထွက်ကိုဘေကစားသမားပဲကတ်ကအဓိကအနိုင်ရလို့ကစားသမားရောအသင်းပိုင်ရှင်ရောနိုင်ပြီးစိတ်ချမ်းသာပြီးတာပါပဲပြန်ငါတော့မှာကွာမင်းတို့လည်းငါတို့ပဲရှိတယ်အတင်းပြောနော် ဘာပြောမလဲဝင်းကျော်ကြီးအဲ့ကောင်ကလေမြူနင်းရဲ့တမျက်နှာဝဲကြည့်ပြီးအသက်ရှင်နေတဲ့ကောင်ဟေ့ ဒီလောက်ရှော်ဒီလမ်းလေးတွေအများကြီးပေါ်နေတယ်အမိုက်သားခိတ်ကြီးမှာကွာတမန်တော်ကြီးကြည့်ပြီးအသက်ရှင်နေတာတော့ယောက်ျားဖြစ်ရှုံးပါလား ဟောမှာ तू ကမင်းလုံငါပွေးမဟုတ်ဘူးမင်းသာနော် အေးပါကွာအေးပါဟဲ့ယောက်ျားတယောက်သစ္စာရှိတယ်မရှိဘူးဆိုတာလေတခြားမိန်းကလေးတယောက်ပေးလာတဲ့အခွင့်အရေးပုံမှာလက်လွတ်ခံနိုင်လားမခံနိုင်လားလဲဆိုတော့အများကြီးမူတည်တယ်ဟိုအဲ့ဒါတွေကိုမင်းတို့လိုဖို့မိုးတွေကပိုသိသိမှာကွာနော် ဟောမှာမေးပြီအပွေးတော့မင်းငေါ့ တော်လိုက်။အခုလို့အိမ်ဦးလာပို့အိမ်ဦးလာကြိုပေးရတော့ကျေးဇူးပါရှင် ရပါတယ်ဟာငါနေ့စီကနောက်မှပဲဆိုင်ကယ်ကယ်ရီကအကျွေးတောင်းတော့ ။ဟာငါအခုစီးလာတာငါတငယ်ချင်းဆိုင်ကယ်ကိုလမ်းကြုံလိုက်လာရလို့ထင်တာလက်ဆက်တက်တော့နေရဆိုင်ကယ်ကယ်ရီဆွဲနေမှာငါအခုမှပဲသိတော့တယ်ကိုသူရဲ့ ဒီလိုက်ပါတော့ဟာနေပြောမှပဲငါဆိုင်ကယ်ကယ်ရီလုံးလုံးဖြစ်တော့ ကဲရော့ အော်ပြောရင်ဆိုမှမူးထက်လာနေပြီ ဟဲ့တော့မင်းလည်းအဲ့ဒါကြိုက်ကြတယ် ကဲဒီနေ့က ကျေးဇူးပါကိုသူ ဟောတဲလာပြီးတော့ငါ့ကိုကြာတော့ကျေးဇူးတင်ပေါ်တော့မရအောင်နော်နင်တော်တော်လေးမျက်နှာလိုက်ပါလားဟာလား ဟုတ်မဟုတ်ပါဘူးတကယ်လည်းမင်းကခလေးလေးကြာနေရပဲလာပြီးစိတ်ကောက်နေတယ် ဘာမှမဟုတ်ဘူးနေရဲ့ဒီကောင်ကတော့ခြေဝင်နေနော် ဟဲ့အောင်သွားသေးလိုက်ပါလားမင်းတို့ငါဂျင်ဝင်ကြဘာအကြောင်းမှမရှိဘူးနော်နေသမောင်မင်းကမပြန်သေးဘူးလားပြန်တော့လေဘာလုပ်လဲ ဟာဒီကောင်ဘာကောင်လဲကွာမင်းကောင်အတင်းကြီးနှင်လွတ်နေပါဟမ်အေးပေါ်လေမင်းရဲ့ကွက်ဆိုတော့လေမင်းကောင်နှင်လွတ်ပေါ့နော်ကဲဒီလေအဲ့ဒါကိုပြန်တော့မယ်နော် အစတတာ ဟောရမင်းလည်းဖေးဆိုင်လိုက်အောင်ဟိုမှာဟိုကောင်လေးရှိလိုက် မလိုက်တော့ပါကွာခုနကပဲငါလမ်းမှာတွေ့လို့စကားရက်တယ်ပြီဒီမဲ့တော့ ထားပြီးကိုသားပြီ ပြပြမောင်းဟဲ့အမလီနောက်မတွေ့ရမယ့်လူကြာနေနင်ကလေအကဲကိုပူတယ်နော်နေရောအိမ်မှာတော်ရည်သက်မရှိဘူးမလားတခါကြီးတေချာပိတ်ထားအောင်နော် အေးပါငါသိပါတယ်နေဟာလေးနေရတာကောင်ဆရာကြီးတိတ်လောက်တာပဲ
ငါဆရာကြီးလောက်တာမဟုတ်ဘူးအခုခေတ်ကာလအောင်မကောင်းတာနေရင်းကြောင်တော့အိမ်ပေါ်ထိတက်ပြီးတော့လေလူရက်မှုတွေဖြစ်နေတယ်မကြောက်ဘူးလား Facebook တော့နေမပတ်ဘူးလား နေရတော့လေအဖိုးကြီးအိုပေါက်စားကြနေရပဲနေရတကောင်ရှာရှိလုံးနဲ့ မနက်အဲ့အနက်ဝတ်ထားတဲ့ဆိုင်ကန်နဲ့တယောက်ကလေအဲ့အိမ်ကိုအမြဲတမ်းလာနေကြလားဟာလား အဲ့လိုပဲပြောရမှာပဲမတ်ထိုက်ရဲ့အဲ့ကောင်မလေးနဲ့ကောင်လေးညောင်နဲ့အထက်တန်းကျောင်းတက်တုန်းကလေးကအမြဲတမ်းတွဲတွဲပဲလေရက်ွက်ထဲမှာလည်းမမြင်ချင်မှအဆုံးပဲဘယ်သူနဲ့ကြိုက်လို့ကြိုက်နေမှန်းဟိုးမသိဘူးဖြစ်နိုင်တာတော့အမရဲ့အိမ်ရနဲ့ပထမဆုံးထွက်သွားတဲ့ကောင်လေးလေအဲ့ကောင်လေးကချမ်းသာတယ်ပြောတယ်အမရဲ့မတ်ထိုက်လည်းသိတဲ့အတိုင်းပဲလေအမရဲ့ဒီခေတ်ကစပွန်ဆာခဲ့မော်လား ဟာစပွန်ဆာဆိုတဲ့စကားလုံးမသုံးသပ်ပါနဲ့ဗျာယူနင်းတို့ကျွန်တော်တို့မိုးတက်တို့ဆိုတာငယ်တငယ်ချင်းတွေဒါကိုလည်းမမသိရတယ်ပေါက်တက်ကြတဲ့စကားဒါမပြောနဲ့ဗျာ ဟဲ့နင်းတငယ်ချင်းဆိုရင်တတ်လုံးရိုးသားပါလို့တတ်မှတ်လို့ရလားအခုခေတ်မိန်းကလေးတွေနင်းသိတဲ့အတိုင်းပဲကို့မှာရှိတာကပို့ပြီးဝစ်ချင်စားချင်တာနဲ့အလွယ်လန်းအောင်လိုက်နေကြတာလေ မမရဲ့ယူနင်းကအဲ့လိုမျိုးမိန်းကလေးမျိုးမဟုတ်ဘူးဆိုတာကျွန်တော်လည်းအသိဆုံးဘေးပတ်ဝန်းကျင်ကစကားတွေကိုကြားရုံနဲ့ကျွန်တော်အဲ့ပေါက်တက်စကားဒါမပြောနဲ့ကျွန်တော်လုံးဝမကြိုက်ဘူး အော်ငါနဲ့အမလေးနင်းနဲ့ပတ်သက်ပြီးငါမပြောချင်ချင်တော့ပြောရမှာပဲ အဲ့ဒါတော့ဟုတ်ပြန်သားဖေဖေတို့ကဒီမိသားစု၃ယောက်တည်းရှိတာအဲ့တော့ပြောစရာရှိရင်တော့လည်းပြောရမှာပေါ့သားရဲ့ဖေဖေတို့ကသားကိုအတုံးချယုံတက်တက်နဲ့ပတ်သက်တဲ့မိန်းကလေးမျိုးနဲ့တွေ့သွားမှာပေါ့စိုးရင်တော့အမှန်ပဲသားအဲ့တော့ငါသားလေးကလည်းကိုနဲ့အဆင့်အတန်းချင်းမတူတဲ့မိန်းကလေးမျိုးတွေနဲ့မပတ်သက်ပါနဲ့တော့သားရဲ့နော် စီတူအဲ့ဒီကောင်မလေးနဲ့ပတ်သက်ပြီးငါအကုန်စုံစမ်းပြီးွားပြီမိမရှိဖမရှိဆွေမရှိမျိုးမရှိချွတ်ချွတ်တက်တက်နဲ့ဘာမှမမောစရာမရှိတဲ့မိန်းကလေးမျိုးငါရောက်မှမတော်နိုင်ဘူးနော်နင်ကငါဘလောက်တတ်မိုးထားဆိုတော့နင်သိပါတယ်အေးနောက်တော့မှနင်ငါအဆိုးမဆိုးနဲ့ ဟုတ်တယ်လားဒါမှပြောသွားတဲ့စကားကြီးအားလုံးအမှန်လေးကြီးပဲအဲ့တော့ငါသားကလည်းစနေနေ့နဲ့ပြေပေါ်သားရဲ့နော် ဟိုဒီကောင်ကြီးကအမ့ကဘေးပတ်ဝန်းကျင်စကားကြီးကြားရုံနဲ့ပြောဘာမှလည်းသိဘူး ဒီပါစားရဲ့ ကျေးဇူးပါပဲဟာအော်လိုက်ပို့ပေးလို့ဒီနေ့စီတူကဘာတွေအလုပ်များနေလို့လည်းမသိဘူး ဩသူလဲသူ့လုံးနဲ့သူရှိမှာပေါ့သူလာလာမလာနင်းကငါအမြဲလာချုပ်ပေးနေ အဲ့မှာငါသိပါတယ်ဒါမဲ့ तू ကအမြဲလာကြူနေကြဆိုတော့အခုလာမကြူလို့ပြောမိတာပါ ဟဲ့အနီတက်မရောက်သေးဘူးထင်တယ် ဟာအော်ဟုတ်တယ်ဟိုအဒီတက်ကတီချင်းဆိုပြန်မရောက်သေးဘူးဈေးဝယ်ပြီးတော့မှပြန်လာမှာဆိုတော့ပြန်လာတာနည်းနည်းနောက်ကြတယ် အဲ့ဒါတခါကြီးတေချာပိတ်ထားအောင်နော် အော်နေမပြန်သေးဘူးဆိုခဏဆောင်လေးငါထုတ်တဲ့အိမ်ပေါ်ခဏတော့တင်လိုက်မယ်နော် နင်ပြောတတ်ရှိသေးလို့ ပြောချင်တော့မရှိတော့ဘူး မရှိတော့ဘူးဆိုရင်ငါလည်းပြန်မယ်လေနင်းနားနေနေပေါ့နော် ရကျေးဇူးပဲနော် အာမလို့ပါ ဒါဆိုတတာ တတတို့ကောင်ရတယ်ကွာငါ့တော့မဆောက်
မင်းရဲ့အိမ်ကမြုံနေနဲ့သွားတာလာတာမကြိုက်ဘူးမလားအဲ့တော့မင်းတို့မိသားစုကအဲ့လိုမျိုးသဘောထားမျိုးရှိနေမှာတော့မြုံနေကိုမထိခိုက်အောင်မင်းဘက်ကသတိထားပေးတဲ့မနေ့ကမင်းရဲ့အိမ်ကရောက်ပြီးသွားပြီမင်းတို့မိသားစုတွေမြုံနေနဲ့ပတ်သက်ပြီးတော့ပြောနေကြတဲ့စကားသံတွေငါအမှတ်မထင်မချခဲ့ရတယ်ဒီလိုဆိုရင်လေမင်းကလည်းသဘောတော့သိရော ငါကြားပါတယ်မင်းကိုယ်တိုင်ရောမင်းတို့မိသားစုရဲ့သဘောထားကိုစန့်ကျင်ပြီးလူနင်းဘက်ကရေးရေးမင်းရဲလို့ ဟဲ့အောင်မို့တယ်ငါကလည်းအရွယ်ရောက်ပြီးသားယောက်ျားလေးတစ်ယောက်ပါကွာ မဲမကလည်းထက်မြက်ပြီးတော့မောက်မာတဲ့မိန်းမတစ်ယောက်ဆိုတာမင်းမမေ့နဲ့အောင်စီသူမြူနေကတနာစရာကောင်းတယ်ငါတို့ရဲ့တငယ်ချင်းကောင်းတစ်ယောက်ပါကံတရားအကြောင်းဖြစ်လာတဲ့လူတစ်ဖက်သားရဲ့အားနဲ့ချက်ကိုတစ်ဖက်ဆောင်နေဖိနှိပ်ဆက်ဆံစရာမလိုပါဘူးကွာမြူနေတို့ချိုးတဲ့တယ်ဆိုတိုင်းဖိနှိပ်ဆက်ဆံစရာမလိုပါဘူးကွာ ငါမှဒီလိုသဘောထားမျိုးဘယ်တော့မှမရှိခဲ့ဘူးဆိုတော့မသိသေးမှလည်းမို့တယ်ရငါကတော့မြုံနှင်းပေါ်မှာဘယ်တော့မှနှိမ့်ချဆက်ဆံမဲ့ကောင်မဟုတ်အဲ့တော့ဒါမင်းမမှတ်တာ တတ်တာရလားတကယ်လို့မတတ်တာဘူးဆိုရှင်ဒါဆရာဝန်တော့ပြင်လာမယ်လေ မေတေချာစီတောက်ထားပါတယ်ခဏနေတက်တာပါမှာပါညနေစာတော့မေထားမချင်နိုင်တော့တာရဲ့ဖြစ်တယ်လို့သာဆက်လိုက်တော့နော် မေဒီလောက်နေမကောင်းဖြစ်နေတာတော့စိတ်ပူနေရတယ်မေသာဘာစားကြလဲပြောတာတော့ပါပြီ အမေရောတာဘာမှသွားဝယ်နေကြတယ်တော့ ဟဲ့ဒါမေသာ အမနေမကောင်းဆိုလို့လေအမအတွက်ကောသားအတွက်ပါအဲ့ကနေဟင်းနေချက်ပြီးယူလာခဲ့တယ်အမရဲ့ အားနာကြရဲ့အနိတက်ရဲ့ အော်မမိုးထက်ရဲ့ဒီလူနဲ့ဒီလူဘာအားနာစရာရှိလဲတရားနဲ့တရားကျွန်းကိုင်းမိကိုင်းကျွန်းမိနေကြတာပဲဟာဟုတ်နင်းလေဒုတ်တူကြီးကိုစောင့်ရှောက်နေတာပဲဟောအမတက်တာရဲ့လားဟုတ်ဘယ်လိုနေသေးလဲဒီကြစီတော့တောက်ထားတယ်မလား တက်တာပါမှာပါညီမရဲ့ကျေးဇူးတင်ပါတယ် အော်ပြောပြန်ပြီအမေကပါဒီကျေးဇူးတင်ပါတယ်ဆိုတဲ့စကား ဟောအနိတက်နူးနေအောင်ပြန်ရောက်ပြီလား ဟိုအနစ်တက်ထွက်လာတဲ့အထိတော့ပြန်မရောက်သေးဘူးသားရဲ့ ဟုတ်လား တော့မကြုံဘူးလား မေရဲ့မနေမကောင်းတော့ဘလို့တော့ကြုံမှာစိတ်ဝင်ပါနဲ့ဒါဖုံးဆက်တာစီတော့ကြုံလိမ့်မယ် စီတူလေးရတယ်လေသားတို့နှစ်ယောက်ကိုတော်တော်တိုင်အောင်နေရှိရှာရယ်နော်ဟိုစီတူအမဆိုတာတော့မီးတို့ရက်ွက်တယ်လို့တစ်ခါလာပြီးတွေ့ဘူးသူစီတူနဲ့တော့မတူဘူးနော်မာနကြီးမဲ့ပုံပဲ ချမ်းသာတာပေါ့အမရဲ့မာနကြီးတာတော့မဆန်းပါဘူး လောကမှာအရာအလုံးဟာသင်္ခါရတရားတွေကြီးပါပဲတဲ့ရဲ့ကံဉာဏ်ဝိရိယရှိရင်ជីវတုတ်တက်မခဲရမှာဘူးငါသားလေးယောက်ျားတက်ကိုဘဝတုတ်တက်ကြီးပါဘူးဘယ်တော့မှလက်မလျှော့နဲ့နော်သား ဟုတ်ကဲ့ ကဲတာအမိနှစ်ယောက်လုံးစားဖို့အသက်တော့ပြင်လိုက်တော့မယ်နော် အေးပါတဲ့အေးပါသားအန်ဒီနဲ့တောင်းပန်နေတယ်လား ဟုတ် ဩရပါတယ်မရဲ့အသက်တော့ပြင်လိုက်မယ်နော် မေလဲနေ ရှာတန်းလို့မယ် အားသာတော့ မဖြစ်နိုင်ပါဘူးဟာနင်းနဲ့ငါနေရငဲ့တငယ်ချင်းနေပြီ တငယ်ချင်းဆိုရင်ချစ်သူမဖြစ်ရတော့ဘူးလားဒီလေငါကတော့ဒီတငယ်ချင်းတန်ရောစင်ကြောင်းငါချစ်ကပို့ပြီးတော့ခံပါလေဆိုတော့အမှန်ပဲပါလေနင်ကငါချစ်ကိုမယုံကြည်ဘူး ဟိုအဲ့လိုတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ ဘာတာမဲ့လဲ နင်းနဲ့ငါနေရဘဝချင်းကအရန်กว่าနေမေ့နေပြီလားဖြစ်နိုင်ပါဘူးလေပြီးတော့နင်းအမနေကိုပြောထားတာရှိသေးရဲ့မလား နင်အဲ့ဒါထဲ့တွင်းနေစရာမလိုပါဘူးဟာဟို
နေငါငါ့ကိုပြန်ချစ်မယ်ဆိုရင်ဘာတွေကမဖြစ်နိုင်ကြအကြောင်းရှိသေးလို့လေငါယောက်ျားတစ်ယောက်ပါနေငါငါ့ကိုပြန်ချစ်မယ်ဆိုရင်ငါဘာလို့မှတွေးနေမှာမဟုတ်ပါဘူးအရာအလုံးကိုရင်ဆိုင်နေတဲ့တတိမျိုးငါမှအပြည့်ရှိရဲဆိုတော့ဒီရှိရေးကြုံနေတဲ့ဆမ်းမနော်ငါခုပြောတဲ့စကားတွေအလုံးဟာတိတိကျကျစဉ်းစားဆုံးဖြတ်ပြီးမှပြောတာပါဘာတစ်ခုမှပုံပေါ်တန်ပြောတာမဟုတ်အဲဒီတော့နေငါချစ်ကိုဒီရှိရေးကြုံနေလိုက်ပါနော်ငါစဉ်းစားလိုက်အောင်ကိုတူရဲ့နင်းချစ်ကိုလက်ခံဖို့တတိငါမှရှိမရှိဆိုတာငါစဉ်းစားလိုက်အောင်ပဲလေလေနင်ပြောသလိုပဲနေစဉ်းစားပါငါဘက်ကတော့ဘယ်ရအောင်မဆိုလေးလေးနက်နက်ဆုံးဖြတ်ထားတယ်ဆိုတော့နင်မမေ့ပါနဲ့နော်ဖြစ်ရပါကိုတူရဲ့တကယ်တည်းမှာပဲ နေငါခေါအဲ့လိုဖတ်မှန်းသိငါအစရေဟာဘရိတ်ကိုအုပ်ပြီးမောင်းမှာဟာ တော်သားပါခုမှအသားရည်မြင်ချက်နေလိုက်တာ ယူရသေးပါဘူးဟာခုမှအသားလိုမျိုးတောင်းနေရှိတာ ကိုတူစကားရရင်တက်နေဟာလားအဲတော့ပြန်တော့ အဲ့ဆိုငါပြန်တော့နော်နည်းမချပါဘူးဖေဖေ ဟောသမီးထိုင်လေ ဖေသားလေအမလို့ဒီလောက်တတိပေးထားတဲ့ကြားတွေကအဲ့ဒီကောင်မှအစ်ဆက်တိုးနေတဲ့ပုံပဲဖေ သမီးသူတို့ကအချင်းချင်းငယ်တငယ်ချင်းနေမို့လားသမီးဟိုတားပြောသလိုမျိုးငယ်တငယ်ချင်းနေဖြစ်နေမယ်ဆိုရင်သမီးပြောလိုက်မှသူတို့သွားပြီးတော့သတိပေးသူတို့ဖြစ်နေပါဦးမယ်သမီးရဲ့ ရဲ့သမီးတတိမပေးလဲသူတို့အချင်းတွေကတာမန်အစ်ဆက်ထက်ပေါ်တာသေကြပါတယ်သူတို့ရက်ွက်ထဲမှာနေရလေသမီးအတိအပြောလိုက်တာစီသူနဲ့အဲ့ဒီကောင်မလေးအချင်းတွေကတာမန်အစ်ဆက်ထက်ပေါ်တယ်တဲ့ဖေသမီးကတော့အဲ့ကောင်မလေးနဲ့လုံးဝသဘောမတူဘူးနော်သမီးစီသူ့အသေးစက်ပြောမှရမှာ သမီးဒီမှာသမီးမောင်လေးကလေငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူးသမီးရဲ့အရွယ်ရောက်နေတဲ့ယောက်ျားလေးတစ်ယောက်ဖြစ်နေပြီအခုသမီးစိတ်နဲ့သမီးသူ့ကိုသွားပြီးတော့အကြမ်းမတမ်းဟိုကင်တွေလို့မရဘူးသမီး ဟာဖေဒါဆိုသမီးကဒီတိုင်းလက်ပိုက်ကြည့်နေရမှာလားသမီးအဲ့ကောင်မလေးနဲ့ဘလုံးမသဘောတူမပေးနိုင်ဘူးနော်ဖေမေမရှိတော့တဲ့နောက်ပိုင်းတွေကသမီးသူ့ကိုဘလောက်ထိရွရွရရနဲ့ဂယုတဆိုင်စောက်ရှောက်လာခဲ့တယ်ဆိုတာဖေသိပါတယ်ဒီအရွယ်ကြမှာတော့ဖြစ်ချင်ရဖြစ်ဆိုပြီးသမီးသူ့ကိုပြစ်မထားနိုင်ဘူးအဲ့ကောင်လေးရလဲလေသူနဲ့အဆက်အတန်းချင်းတူတဲ့ကောင်မလေးမျိုးမရှိတော့တယ်လို့ပဲ သမီးရဲ့မောင်လေးရဲ့ပေါ်မှာထားတဲ့စိတ်စေတနာကိုဖေနားလည်ပါလေသမီးရဲ့ဒါပေမဲ့သမီးရဲ့မောင်လေးကိုအကြမ်းပတမ်းနီးနဲ့မပြောမဆိုပဲကိုလိုချင်တဲ့ဘက်ကိုရအောင်လို့တဖြည်းဖြည်းနဲ့စီယုံသိမ့်သွင်းယူအောင်ပါသမီးရဲ့အဲ့ဒီတော့ပရိယေသုံးပြီးသူတို့ချင်းဝေးကွာသွားမဲ့နည်းကိုသမီးကဖန်တီးယူပါမှာ
ရှိတာရှိမှပုံဝိုင်းတယ်ခိုင်းတယ်ဖွင့်တာသူကဆိုခေါ်ကြောင်းအောင်ကြနေတယ်ဟောအဲ့မလေးကျွန်တော်ဆိုင်ရှိရမှာမွေးကားလေးဝယ်လာတယ်အဲ့ဒါလေးစားလို့ဒီတော့ဝယ်မှုဒီလေးတော့ပြလိုက်နော်ဟုတ်တယ်မတက်တော့ပါဘူးဒီဒါအမေစီပြန်သွားအောင်ကျေးဇူးပါတော့ဒါဟုတ်ကဲ့ရောက်ပါတယ်အဲ့ဒါတော့မယ်အိမ်ထဲမှာဘာတွေလုပ်နေတာလဲမမိုးထက်ခေါ်နေတာခေါ်မကြအောင် ဟိုတမီးဟိုအိမ်နောက်ပေးခဏရောက်နေလို့ပြန်သွားပြီလားမသိဘူး ပြန်သွားပြီဒီမှာလေးမိုးငါးတွေဝယ်ပြီးလာပို့သွားတာတမီးရဲ့ကြောက်ပဲညနေစာဟင်းမချက်ရသေးတယ်ဒီလေးကိုလေမိုးငါးနဲ့ဆွေးနွေးစားလိုက်ရအောင် ဟုတ်ကဲ့ပါတမီးကတော့ဘာဖြစ်အဆင်ပြေဒီလေးအဆင်ပြေပြီးရော ဒီလေညနေစာတက်တာလည်းနေတာနော်ချက်တော့မဖြစ်ဘူးစားမိရတယ်ချက်တော့ချက်နေစားနိုင်တယ်ဆိုတော့ဒီလေးကိုနေချောင်းဆက်ဆက်ဟိုရေနေရာဆွေးနွေးသားချင်းတွေပဲဆက်လာတာချက်ချက်ချက်တော့တမီးလည်းမမိုးချက်နဲ့ရမဖြစ်အောင်နော် တမီးသိပါတယ်ဒီလေးရဲ့ရေဖြစ်အောင်တမီးတော့ခလေးမှမဟုတ်တော့တာ ဒီလေးကစိတ်ကူလို့တတိပေးတာပါသမီးရဲ့ဒီနေ့လည်းစောစောစားလိုက်ပါ ဟုတ်ကဲ့ဆိုတမီးမွေးကတော့ပြင်လိုက်ပါနော် နင်ကလည်းဟာငါဘာမှတတိချာချာမစဉ်းစားရသေးပါဘူးဆို လူနေငါတို့ကငယ်တငယ်ချင်းနေပါငါချက်ကိုယုံကြည်ဖို့အဲ့လိုခက်ခဲတယ်ငါငယ်ငယ်တွေကနင်းကိုဘယ်လောက်ထိဂရုစိုက်ခဲ့လဲဆိုတာနည်းနည်းသိပါတယ်ငါဒီလိုကိစ္စမျိုးလေတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးငါနင်းကိုပြောခဲ့တယ်ငါတို့ကြားမှာရှိတဲ့ငယ်တငယ်ချင်းတန်ရောင်းစင်တွေဒီပေါ်ပြပြအတွေ့အကြုံတွေငါအပြည့်စုံဆုံးမခံနိုင်ဘူးငါချက်ကိုယုံကြည်ပါတော့နေစီအဖြစ်ကိုငါကြားချင်တယ်နင်ငါ့ကိုချစ်တယ်မလားနင်ငါ့ကိုချစ်တယ်မလားလို့နင်ငါ့ချစ်ကိုလက်ခံတယ်မလားနင်ပြောပါဟာနင်ကလေ တော်တော့ကိုတူရဲ့နင်သိရတယ်နဲ့ငါ့ကိုလာပြီးမေးနေသေးရဲ့ငါရှက်လာပြီနော် အဲ့ဆိုနင်ငါ့ကိုချစ်တယ်ဗောငါရမ်းပြောလာပဲဟာငါလေဒီနေ့နင်ငါ့ကိုချစ်သူအဖြစ်ပြင်းနေလေငါတသားလုံးမိတ်မှာမဟုတ်ဘူးလားမကြုံလိုက်ပါနဲ့ဟာနင်ကလေငါနင်ကိုအခုလိုမျိုးဖတ်ထားတာကွာငါရင်ထဲမှာလေအိမ်မတစ်ခုကိုခံစားနေရတယ် တော့ပါနင်အဲ့လောက်စကားတမန်မှန်ငါမသိခဲ့ဘူး ငါလေနင်နဲ့အခုလိုမျိုးချစ်သူဖြစ်ခွင့်ရနေတယ်ဘယ်တော့မှမေ့မှာမဟုတ်နင်လည်းမမေ့အောင်လို့မင်းလေ ပြောတတ်ဘူးလေငါအမေ့ချင်မိပါမှာပေါ့ ပြောလေနင်အခုလိုမျိုးပြောလိုက်တာငါဘယ်လောက်ထိခံစားရလဲဆိုတော့နင်သိလားငါကတော့လေငါရဲ့နောက်ဆုံးထွက်တဲ့ဒီနေ့ကိုချစ်နေပါပြောလေနင်ငါ့ကိုဘယ်တော့မှသစ္စာမဖောက်ရအောင်လို့ပြောလေ အောင်မယ်နင်ကငါ့ကိုဘယ်လိုမိမစားမျိုးထင်လို့လဲဒီစကားကငါနဲ့ကိုပြောရမှာနော်ပြီးတော့နင်တို့ဘဝနဲ့ငါတို့ဘဝပေးချင်နေခြင်းအများกว่าတော့ ငါပြောပြီးသားပဲမျိုးလေးနင်နဲ့ငါနဲ့ဘယ်သူတွေဘလို့ပဲထားတာအနည်းလုံးဝသစ္စာငါရဲ့နောက်ဆုံးထွက်တဲ့ဒီငါနဲ့ချစ်တော့မှာမောက်ရှောင်နေတာ ငါလည်းနင်ကိုတိတ်ချစ်တယ်ကိုတူရဲ့ ကောင်လည်းဒီလောက်ပြောထားရတာနဲ့ဒီကောင်မလေးနဲ့အနေလိုက်နေတယ်ကောင်အခုရစမ်းစီတူညငါအဲ့ဒီကောင်မလေးနဲ့မပတ်သက်ပါနဲ့တော့ဘယ်နှခါပြောရလဲမမိမတော်တော်ရှားနေလားဟမ် မမလမ်းလေကောင်မှာဘာတွေလာပြောနေရလဲဒါကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စမမအဲ့လိုဒီဝင်မစွတ်ပတ်ပါနဲ့ ဟဲ့ငါနဲ့အမလေးအပြစ်မတော်တာရှိတော့ပြောရမှာပေါ့အဲ့လိုမင်းမရှိဖမရှိအခြေအမြင့်မရှိတဲ့ကောင်မမျိုးနဲ့ညငါလောကသဘောမတူဘူးနော်စီတူတော့ငါမျက်စိရှိအခုချက်သွားခါလေသွား ယူနေမင်းသွားကြမလို့မမလောလောဆယ်တာမမကျွန်တော်မျက်စိရှိရတွေ့ရင်ထွက်သွားလိုက်ယူနေနဲ့ကျွန်တော်လမ်းခွဲဖို့မကြိုးစားနဲ့မမရှိတဲ့အိမ်ကကျွန်တော်ပြန်မလာချင်းပြန်မလာပဲနေမယ်ယူနေတော့ကျွန်တော်လုံးဝမခွဲနိုင်ဘူးဒါမျိုးတက်
လက်ပြန်ယူနေနဲ့အဲ့သွားတယ်မိလေးခဏတော့စီစီစီတောက်လိုက်လို့ရှင်ကောင်းသွားမှာပါဒါပေမဲ့ဆိုင်ကယ်ဘောကလွင့်ကျတဲ့အချိန်နဲ့ဘိုက်နဲ့ခါအောက်ပိုင်းတော့နည်းနည်းထိသွားတယ်တော်သေးတာအာယုံကြောထိကြိုက်မှသွားတာပဲဒါပေမဲ့အိမ်အောင်ပြုလို့ရှင်တော့သားသမီးရဖို့တော့မတေချာတော့ဘူးမိလေးကျေးဇူးတင်ပါတယ်ဆရာကြီးကဲနားလိုက်ပါခဏနေလို့ရှိရင်မင်းအိမ်ကလူတွေရောက်လာလိမ့်မယ်ကရင်ပေါ်မှာတတရရလှဲလျောင်းပြီးတော့ရွှေပြည့်ကျနေတယ်နော်ဟာမောင်လေးမှာတော့လေညီးတော့ဟာမမျိုးနဲ့ပတ်သက်ပြီးလို့ငငယ်ရွယ်နဲ့အသက်သေးခဲ့ရပြီညီးကြညုံကလောဘခွင့်မလုပ်ဘူးမောင်လေးသေးတယ်နေလိုက်သေးစရာငါမတမ်းတော့ဘူးမစစ်တာခင်ဗျားတို့တရားလို့ကျွန်တော်တို့အားလုံးလည်းသိပြီးသွားစီတူတေခဲ့တဲ့အတွက်ကျွန်တော်တို့အားလုံးလည်းခံစားရတာဒါပေမဲ့စီတူတေခဲ့တာခင်ဗျားရဲ့အတ္တရဲ့ဒေါသကြောင့်တေခဲ့ရမြူလေးနဲ့ဘာမှမဆိုင်အဲ့ဒါကခင်ဗျား
ကြားသူကိုအပြစ်လာပို့ချင် ဘာပြောလဲဟဲ့ငါမောင်လေးရလေအဲ့လိုအစင်တမ်းမရှိတဲ့ကောင်မနဲ့ပတ်သက်ပြီလို့ငယ်ငယ်ရွယ်နဲ့အသက်ဆုံးရှုံးခဲ့ရအခုပဲကြည့်လေငါမောင်လေးတော့မတကြွရသေးဘူးဒီကနေအိမ်ဝင်တဲ့ကိုတောက်ချင်နေ ခင်ဗျားဘာစကားပြောခင်ဗျားရဲ့စကားတိတ်ကြရလွတ်နေမထွက်တော့လေဟာသွားလိုက်လို့ ဟုတ်တယ်မရွှေခိုင်ရှင်တို့မောင်ရဲ့စိတ်နဲ့ရှင်တို့စိတ်ဆင်းရဲနေမယ်ဆိုတာသိလို့ကိုချင်းစာရဲ့စိတ်နဲ့ကြည်နေသေးတာလောကကြီးမှာလေကိုတယောက်တည်းဂုံရှိတယ်အဆင့်တန်းရှိတယ်လို့မထင်လိုက်ပါနဲ့ထီလေထီကုန်ခမောက်လေခမောက်ကုန်ဆိုတာရှိတယ်ရှင် မလေးပြောတတ်လိုက်တာကြည့်မရတော့ရှင်ကဘာလုပ်ချင်လို့လဲဟမ်ကြားလေ သမီးတော့ပါသမီးဘေဘီတို့သားအတွက်လုပ်နေရရှိတယ်လေဘာဦးမလေးသမီးပါချပါစို့ခွေ ငါမောင်တရားနေကြမယ်နော်ဒီတော့ငါတော့မခွဲမလို့ဘူးငါမောင်လေးတရားလို့ငါတော့အားလုံးစိတ်ဆဲဝမ်းနေရတော့နေဘဝတစ်ချက်လုံးလည်းဘတော်မှစိတ်ချမ်းသာလိမ့်မယ်လို့မထင်နဲ့နေဘဝတစ်ချက်လုံးဘတော်မှစိတ်ချမ်းသာလိမ့်မယ်လို့မထင်နဲ့လက်နဲ့ပတ်ထားလက်နဲ့ပတ်ထားနေငါလာကြုံမယ်လို့ပြောတာနေပါဘူးစောင့် ရပါတယ်မိုးထိုင်ရဲ့နောက်နေ့ကစပြီးတော့နင်ကကိုကျူရီပို့လိုက်တကူးတကလုပ်ပေးချင်မလို့တော့ပါဘူး နင်ဘာကြောင့်ဒီစကားပြောလဲဆိုတော့ငါနားလေပါတယ်ဒါပေမဲ့ငါနင်းတော့ပြစ်ထားနိုင်အောင်နောက်နေ့ကျငါလာကြုံမယ်နော်အိမ်တက်လေစိတ်ပုံနေတယ်ပြီးတော့ ဟဲ့ငါမောင်သေးတာမှလာမကူသေးဘူးနင်ကတခြားတယောက်နဲ့တွဲနေပြီပေါ့ဟာလားငါမောင်ကလေနင်းနဲ့ပတ်သက်ပြီးသေရတာတန်ကောမတန်ဘူးသိလား ဟုတ်ပါရဲ့ဟဲ့တေသွားတဲ့သူမှအာမနာ မရှိတာခင်ဗျားဘာကြီးလာပြောနေကျွန်တော်တို့၃ယောက်ကငဲတငယ်ချင်းနေနောက်တယောက်ကိုတယောက်လည်းကူညီပေးနေကြဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခင်ဗျားဆွဆွဲကြဘာအကြောင်းမှမရှိဘူးနော် ဟုတ်တယ်ငါမောင်တော့ကလည်းအဲ့ဒီကောင်မလေးနဲ့ပတ်သက်ပြီးအဲ့ဒီအတိုင်းပြောခဲ့အဲ့ဒီကောင်မလေးနဲ့ပတ်သက်ပြီးပဲငါမောင်သေခဲ့ရနင့်ကိုလည်းငါမောင်လို့ဖြစ်မှာစိုးရင်လို့ပါဟဲ့ ကျွန်တော်တို့ဘာမှစိတ်ပူကြမလို့ပါဘူးကျွန်တော်မှလည်းမတ်ရွှေထိုက်လိုမျိုးအတ္တကြီးမာနာကြီးပြီးတော့တစ်ဖက်သားသူ့ကိုနှိမ့်ချစော်ကားတတ်တဲ့အမမျိုးမရှိတဲ့အတွက်ကျွန်တော်တီလောက်ဆိုဘာအကြောင်းမှမရှိဘူးခင်ဗျားကကျွန်တော်အချစ်ဆုံးတငယ်ချင်းရဲ့အမဖြစ်နေလို့ကျွန်တော်ခွင့်လွှတ်ပေးလိုက်တယ်ပါညနေတော့တော်မိုက်ရိုင်းတဲ့အကောင် သမီးတော်ပါတော့သမီးရဲ့ဒီအကြောင်းအရာတွေအားလုံးကိုမေးလိုက်ရအောင်နော်သမီးကဲလာသမီးတော့ကဲလာပါသမီး စိတ်တူတရားမရွှေထိုင်ပြောသလိုမြူနေချောင်းလားမသိဘူးနော်သူမြူနေတဲ့ပတ်သက်လို့သူကိုလို့စောစီမသိတဲ့ပဲသိရလားမသိဘူးနော်သိလေ တော်သေးရဲ့ဘာဖြစ်လို့အဲ့လိုတွေးရတာလဲလူတိုင်းကသူ့ကံကြမ္မာနဲ့သူ့အကြောင်းတရားပါလာပြီးသားပါကွယ်ဒီအချိန်မှာဒီလိုဖြစ်ရလဲဆိုတဲ့ကံကြမ္မာကပါလာပြီးသားပါ ဟုတ်တာပဲသမီးရဲ့သူ့မှာပြောနေတာခေါင်းကလည်းထည့်ပါရဲ့သူ့မှာချစ်တဲ့စိတ်နဲ့တမင်တကာပြောတယ်လို့မှတ်လိုက်ပါဒါလည်းစိတ်သဘောထားမရင်းချက်တယ်လို့သူတို့ပြောတာဆိုပြီးစိတ်ထက်ထုတ်လိုက်ပါနော် ဒါပေမဲ့မတ်ရွှေထိုက်ပြောတဲ့စကားလေးကတော်တော်လုံးတကယ်တော့စီသူကမတည်တဲ့မဲ့တရားတာသူကြောင့်ချ
ဂျားတွေကကားသမားတော်မှုပတ်တယ်ဒါတော့ညူနဲ့သူနဲ့တွေ့ရတယ်အခုလိုစကားမျိုးတွေနဲ့ပြည့်ချက်ခံရမှာဘာမလို့လား ဒါဆိုတော့ဘာလုပ်ချင်လဲ မေမေနဲ့အန်နီတာခွင့်ပြုမယ်ဆိုရင်တားမျိုးနဲ့လက်ထက်ချင်တယ် မဖြစ်ဘူးမြူနီကိုအခုတော့လူတွေကပြောနေကြတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမဖြစ်နိုင်ဘူး ဘာလို့မဖြစ်နိုင်မှာလဲပတ်ဝန်းကျင်နဲ့မတ်ရွှေတိုက်ကအခုလိုမျိုးပြောလာလို့ငါနင့်ကိုကောက်ွယ်ပေးချင်တာပြောချင်တဲ့သူကတော့နေဘယ်လိုပဲနေပြောနေအောင်ပါပဲဒီပတ်ဝန်းကျင်ကဘာပဲပြောပြောငါနင့်ဘေးနားမှာမရက်တည်ပြီးတော့ငါနင့်ကိုကောက်ွယ်ပေးချင်တယ်ငါဆန္ဒပဲ တားပြောရလဲဟုတ်တာပဲမှတ်တယ်ပတ်ဝန်းကျင်ဆိုတာကတော့အလုံးနေပြောနေဆိုနေကြမှာပဲအဲ့ရောပတ်ဝန်းကျင်ကပြောနေဆိုနေမဲ့စကားတဲ့ကိုဘဝရှောက်ရမယ်လမ်းဖြစ်နိုင်မဲ့လမ်းကိုရွေးချယ်ပြီးရှောက်ကြရမှာပဲတားသဘောထားကိုမမေကန့်ကွက်စရာမရှိဘူးတာညွန့်နှင်းဆိုတာလေမေမေတို့မျက်စိရှိတယ်အတွင်းသိအစစ်နဲ့ကြီးလာတဲ့မိသားစုဝင်လိုပဲလေမမေသဘောတူပါတယ်တာ အမကြီးကသဘောတူကြည့်ပြတယ်ဆိုတဲ့နောက်တော့ကျမအနေနဲ့ဘာမှပြောစရာမရှိတော့ပါဘူးမောင်မိုးထက်နဲ့ဆိုရင်ကျမတူမလေးကိုစိတ်ချရပြီလို့ရှုံကြည့်လိုက်ပါပြီ နင်ကြားတယ်နော်နင်ငါရဲ့လက်ကိုရေရေစုပ်ကန်လိုက်စမ်းပါငါနင်းရဲ့ရှေ့ကနေမရက်တည်ပေးပြရစေနော် ငါဘာပြောရမလဲမသိတော့ဘူးဟာသူ့အမစကားရနိုင်ရင်လည်းကနေမထွက်တာတော့အမှန်ပဲ အဲ့ဒီအကြောင်းအရာတွေကိုမေးစေချင်တာငါရင်ထဲကစေတနာပဲမြင်တယ်နင်းဘဝတစ်လျှောက်လုံးအဲ့ဒီအကြောင်းအရာတွေနေတည်သွားလို့မဖြစ်ဘူးမေးပြရမယ့်အကြောင်းအရာကိုနင်မေးကိုမေးပြရမယ်ငါပြောတာနဲ့သဘောပေါက်တယ်နော် တေတော်သူကြာရင်မေ့ဆိုပေမဲ့မေ့ပြရမယ့်သူရှိတယ်လို့မေ့မပြရမယ့်သူလည်းရှိတယ်ဖြစ်ဖြစ်ခုဟာမောင်လေးတေတာဖြစ်ဘလောက်မှမကြသေးဘူး तू ကအိမ်အောင်ပြုတ်ရမယ်ဆိုတာရလို့လွန်ပါလေဖြစ်ဖြစ်ရဲ့အဲ့တော့တမီးတို့ကဒီတိုင်းကြည့်နေရမှာလား သမီးရဲ့ဖေဖေတို့ကတားအတွက်စိတ်ထိခိုက်ရပြီမယ်သူတို့ကလက်ထက်ထားကြတဲ့လင်မယားတွေမှာမဟုတ်ကြတာပဲဖေဖေတို့အနေနဲ့ဘာမှပြောပိုင်ခွင့်တားပိုင်ခွင့်မရှိဘူးသမီးလက်ထက်ထားတဲ့ဆိုရင်တောင်မှဖေဖေတို့တားတွေကကိုယ်လွန်သွားပြီဟုတ်လားအဲဒီတော့သူရှောက်ရမယ်လမ်းကိုဖေဖေတို့ကဘာမှတားပဲမရှိဘူး ဘာပဲဖြစ်ဖြစ်ပါဖေဖေရဲ့စောင့်ထိုင်ရမယ့်ကြုံဝဲကိုတော့ तू နားလဲရမှာပေါ့ နေရတကကိုယ့်ရဲ့စိတ်ဆန္ဒကိုရှေ့တန်းတင်လို့မဖြစ်ဘူးသမီးသူတို့မှလည်းသူတို့အကျိုးအကြောင်းတရားနဲ့သူတို့ရှိကြမှာပေါ့ကွယ်လူတစ်ယောက်ကိုမေ့ပြစ်ပြီးနောက်တစ်ယောက်ကိုချက်ချင်းလက်တွဲနိုင်မှုဆိုတာကတော့တော်ယုံတန်ယုံစိတ်ဆန္ဒနဲ့မဖြစ်ဘူးသမီးအဲဒီတော့လူတွေကိုနားလည်ပေးလိုက်ပါသမီး ဟင်းဖေဖေသမီးကတော့သမီးမောင်လေးတေတာကိုဒီနေ့အထိမမေ့နိုင်သေးဘူးဒီလိုအချိန်မှာအမတယောက်ရဲ့ဆန္ဒကိုစန့်ကျင်ပြီးအတပေးချစ်တာခံခဲ့ရတဲ့သူ့လိုမိန်းမတယောက်ကပို့ပြီးတော့စောင့်ခိုင်းရအောင်ပါမောင်လေးရဲ့ဝိညာဉ်သိတယ်သူလုံးဝခွင့်လို့မဟုတ်ဘူး ခက်ပါလားသမီးရဲ့အားလုံးဟာသူ့အကြောင်းတရားနဲ့သူဖြစ်ချိန်တန်ဖြစ်ပြက်ချိန်တန်ပြက်ရတာဟာလောကနိယာမတရားပဲသမီးအဲ့ဒါကိုငါသမီးကဟန်တာဖို့တားဆီးဖို့မကြိုးစားပါနဲ့သမီးရဲ့ငါသမီးကစိတ်ပင်ပန်းရတာအဖတ်တင်နိုင်တယ်အခုအချိန်မှသာနူးညံ့စိတ်မွေးတဲ့သားလေးရဲ့ဝိညာဉ်သာရှိနေမယ်ဆိုရင်သမီးကြီးနဲ့စိတ်သဘောထားချင်းတူမှလည်းမဟုတ်ဘူး
ဖေပြောချင်တာဒီလောက်ပဲ မင်းတော်တော်ရက်ဆက်တဲ့မိန်းမပဲငါမင်းကိုဂတိတွေအတန်တန်တောင်းခဲ့တဲ့ကြားတယ်မင်းဂတိဖြတ်တယ်မင်းလုံးဝသစ္စာမရှိခွင့်မလို့ငါမင်းကိုလုံးဝခွင့်မလို့မင်းကိုခုငါလာခေါ်မင်းငါနဲ့လိုက်ခဲ့ရမယ်ငါဖေကိုလိုက်ရမှာလဲငါလိုက်လို့မရဘူးကိုတူမင်းကြောက်မင်းငါခေါ်ရင်လိုက်ကိုလိုက်ခဲ့ရမင်းငါနဲ့လိုက်မလိုက်လို့မရဘူးမင်းငါနဲ့လိုက်ကိုလိုက်ခဲ့ရငါမလိုက်ဘူးယူနေမလိုက်ဘူးလို့မင်းငါနဲ့လိုက်ခဲ့မလိုက်ဘူးလာတောင်းလို့လောကိစ္စတော့ငါအိမ်မကြောင်းမှာပြောကြပါဟုတ်ပြီနော်ကောင်းလား ကဲသားတို့ထိုင်ကြ ဟုတ်ကဲ့နေကောင်းလား အောင်ပါတော့ ကိုနေပစ္စည်းတော့တင်လိုက်အောင်မနော်အေးဟုတ်ပြီနေ လောက်ကင်အဆင်ပြေကြရလား ပြေတာပေါ့မင်းရဲ့အလုတ်ကင်တွေကတားမျောလင့်ထားတဲ့ပို့ပြီးတော့အဆင်ပြေတယ်အေးကောင်းတယ်ကြားရဝမ်းသာတယ်အလုပ်လုပ်တဲ့နေရာမှာတယောက်နဲ့တယောက်သစ္စာရှိဂရိတီနဲ့တိုင်တိုင်မင်မင်လုပ်ရင်ပို့ပြီးတော့အောင်မြင်တာပေါ့တာရယ်နော်ဟုတ်ကဲ့ဟုတ်ကဲအေးတော့ကြဟဲ့အောင်တို့ဒီလေညနေစာဆိုင်မှာပြင်ရမယ်နော်စိတ်ချစားမအောင်ပြင်ပါနင်းတိုင်းကောင်းချက်တာ အော်ကိုတို့လုပ်ငန်းနေအဆင်ပြေရဆိုဟုတ်တယ်နေဟိုတခါကိုရိုးစီကယူသွားတဲ့ဆံမဲ့ပစ္စည်းတွေကိုဝယ်လက်တွေကကြိုက်လို့တဲ့အဲ့ဒါကိုရိုးစာရီတီချုပ်ဖို့ရှိတယ်ပြီးတော့ကိုရိုးအခုလုပ်နေတဲ့လုပ်ငန်းတွေကိုတပိုင်းတန်းလုပ်လို့မဖြစ်တော့ဘူးအဲ့ဒီဆံမဲ့ပစ္စည်းတွေကိုမြန်မြန်ထုံးနိုင်အောင်လို့ကိုရိုးဆက်ရုံကြီးတောင်းဖို့တော့လုပ်ရလိမ့်မယ်ဒါဆိုလို့ရှိရင်အရင်လေးလုံမှာမို့ကိုဘယ်လိုလုပ်မလဲကိုတခုစဉ်းစားထားတာတော့ရှိတယ်အဲ့ဒါတော့ဗန်နေနဲ့ဆွေးနွေးရမှာပေါ့ပြီးတော့ကိုရိုးစီမှာကလည်းအာမခံထားဖို့ပစ္စည်းတွေကလည်းရှိနေတယ်လေနောက်လုပ်ငန်းကလည်းကိုရိုးခံမှာပြနိုင်နေရပဲအဲ့တော့နေဘာမှစိတ်မပူပါနဲ့အဓိကကိုရိုးစိတ်ုံဆောက်မဲ့နေရပဲမင်္ဂလာတော့စက်မှုဆောင်ဘက်မှာဆိုတော့ကိုရိုးစိတ်ုံသာစောက်ဖြစ်မယ်ဆိုလို့ရှိရင်ဒီနေ့မင်္ဂလာတော့ကိုနေတိုင်းသွားလာလုံနိုင်မှာမဟုတ်ဘူးအဲ့တော့တခါရဲဟိုမှာနေလို့ရဖို့ပါကိုစီစဉ်ရလိမ့်မယ်နင်ကတော့ချက်ချင်းလိုက်လို့မဖြစ်သေးဘူးကိုဈေးတရားဆိုင်ကိုလည်းပြစ်ထားလို့မဖြစ်သေးတာကိုသိပါတယ်ကိုပြောချင်တာကလည်းကိုနေ့တိုင်းပြန်လာလို့မရဘူးလို့ပြောတာဟိုနင်းစီတို့တစ်ခါလေးပြန်လာမှာပေါ့နင်းတို့ဈေးပိတ်တဲ့ခါကျရင်လည်းကိုစီလိုက်လာခဲ့လေနော်အမနင်းနားလဲပါတယ်ကိုအဆင်ပြေလို့စီစဉ်မှာဒါဆိုကိုတို့စကားဆက်ပြောကြအောင်လေလင်းညဆက်တော့ပြင်ဆင်လိုက်အောင်မယ်နော်မမေတက်တက်လုံးလုံးလာတဲ့မမေရဲ့လက်ငုံလေးရဲ့အထက်ဆိုင်ကြီးကလေတားတို့မြောက်လက်ထပ်ပြီးမှပို့ပြီးအဆင်ပြေလာလို့လုပ်ငန်းတွေတိုးချက်လာနိုင်လားဘာပဲပြောတားတို့လင်မယားနှစ်ယောက်ကဆက်တယ်လို့ဆိုရမှာပေါ့အဲ့တော့တားတို့လင်မယားနှစ်ယောက်တယောက်နဲ့တယောက်ခါတိုင်းတက်ပိုးပြီးခရုဆက်ရမယ်ချင်းချင်းနာနာနေရမယ်နော်တာမမေရဲ့ပြောနေကြလူသေးလို့လားဟုတ်တယ်အနီအောင်တို့ကဒီမြူနစ်ကိုဟိုးရင်နဲ့ကြိတ်ပိုးနေတာဘယ်သူမှမသိမယ်ကျွန်တော်ကတော့သိတယ်အဲဒါကြောင့်လေမြူနစ်ကိုဂီယူမဆိုင်ပါတော့စိတ်မပူနဲ့လေအေးပါဟဲ့ငါချွေးမလေးကလည်းတားကိုဂီယူဆိုင်ပါတယ်နော်အောင်တို့သွားပြောမနေနဲ့ငါအမေကသူ့ချွေးမသူ့ချွေးမနော်သူ့ချွေးမဘက်ကကြီးပဲငါတော့
နေ့စီပန်းနဲ့အမွေးနေပါပဲနင်းပန်းတာလို့လားမသိဘူး ကိုကလေပို့တော့နေ ဟုတ်တယ်နေရဲ့အရင်တော့ဟောရီယာနေ့စီပန်းလေးတွေအဲ့လောက်ထိမွေးမယ်ကိုမထင်တာခဲ့မိဘူးအခုနင်းပန်းတာတော့မှပဲဟောရီယာနေ့စီပန်းလေးတွေရဲ့အနံကိုဆွလန်းလာခဲ့မိတယ်ဒီနေ့စီပန်းလေးနဲ့နင်းနေခွဲလို့တော့မရတော့ ကိုတဘောကြရဲဆိုလို့ရှိရင်ကိုအနာမှာနင်းနေတူမျက်စိပန်းလေးကလည်းမခွဲပဲအမြဲတူရှိနေမှာပေါ့ ဒီအရင်တော့နင်းနေအခုလိုမျိုးတူနေရဖို့အတွက်ကိုအိမ်မက်တွေအများကြီးမက်ခဲ့ဘူးလေအခုဆိုလို့ရှိရင်ကိုရဲ့အိမ်မက်တွေကတကယ်ကိုဖြစ်လာခဲ့ပြီ ကိုအစားအဲ့လောက်ထိချစ်တတ်လိမ့်မယ်လို့ထင်ထားခဲ့ဦးအခုမှပဲ ကိုချစ်တတ်တာမဟုတ်ပါဘူးနေနင်းဆိုတဲ့မိမတယောက်တည်းကိုပဲကိုချစ်တာပါ ပြောတာပဲနောက်မှလာ နင်းမြုံဆိုလို့ရှိရင်စောင့်ကြည့်ပေါ့အခုဆိုလို့ရှိရင်ကိုရဲ့ဘဝမှာနောက်ထပ်ပြောင်းလဲစရာဆိုလို့ကိုရဲ့ရင်သွေးလေးပဲရှိရတယ်ကိုလိုစီဝါရေးကလည်းပြည်နေပြီတသားလေးပဲဖြစ်ဖြစ်မိမိလေးပဲဖြစ်ဖြစ်တရားသာရမယ်ဆိုလို့ရှိရင်ကိုရဲ့ဘဝမှာနောက်ထပ်ပြောင်းလဲစရာဆိုလို့ဘာတစ်ခုမှမရှိတော့ Sorry when you go scared of my way. Now, so she needs to see me as I come up your own, no? I don't know. Yeah, damn me, mate. Yeah, Tara, me, see me. Go. ဒီကဈေးကြီးရမလားနောက်ခါကျရင်အဲ့လိုမျိုးဈေးကြီးတဲ့ပစ္စည်းမဝယ်ပါနဲ့တခြားကိုပတ်စံနေပို့ကုန်နေဦးမယ်နော် နေရဲ့ယောက်ျားအခုဆိုရင်ငွေရှာကောင်းနေပါပြီတခါတလေလေးလေးကိုမိန်းမကိုကောင်းစားလေးဝယ်ပေးပြတယ်နော် မမေတို့လည်းဒါတွေမလိုပါဘူးသားရဲ့ဒါရက်ဒီမှာဝယ်လဲရတာပဲပြီးတော့မမေတို့လိုအပ်တယ်ဆိုဟောရီယာသမီးလေးအကုန်လုံးဝယ်ပေးနေတာသားအလုပ်များတယ်မလားနောက်ဆိုရင်မမေတို့ဒါမျိုးတကူးတစ်ခါတွေဘာမှမလုပ်မလားနဲ့နော် မမေပြောတာမှန်တယ်ကိုရဲ့နင်းတို့ဒီတန်လေးမှာလည်းလူချင်တာအကုန်လုံးဝယ်လို့ရတယ်လေကိုကဟိုမှာတယောက်တည်းဆိုတော့အလုပ်ကလည်းများစားချိန်တောက်ချိန်တိချာကြယူဆိုင်နော်တခြားကိုကျမကြီးထိခိုက်နေမှာဆိုလို့ နေကိုတော့ဘာမှစိတ်မပူပါနဲ့ကိုအမြဲတမ်းကြီးဆိုင်ပါတယ်နော်ဒါပေမဲ့ဒီကြားထဲမှာတော့ကိုအလုပ်ကိုအာရုံစိုက်နေရတော့မှာပဲ တွေ့လားအဲ့ဒါတွေကိုစိတ်ပူတာလို့ပြောတာပေါ့မဖြစ်သေးပါဘူးကိုနဲ့တူတူလိုက်ပြီးကိုလုပ်ပြီးမှရမယ်ဒါမဲ့ခတ်တာမမေကဒီမှာတယောက်တည်းဆိုတော့ဆိုင်ရလည်းပြစ်ထားလို့မရပြန်ဘူး အဲ့ဆိုလို့ရှိရင်လည်းတန်နေရဆိုင်အောင်ပိတ်ဖို့လုပ်လိုက်ပေါ့ဒါပေမဲ့ကိုကပြောမဲ့တာပြောရတာပါကိုတော့ဘာစိတ်ပူနေဟိုမှာအောင်လို့တောက်လုံးရှိရကိုအားလုံးကိုပေးတယ်အဓိကမင်းနဲ့နင်းနေရတန်နေရဆိုင်အောင်ဘာဆက်လုပ်မလဲပဲစဉ်းစားရမှာ ဟိုတန်လျာဆိုင်ရလည်းဝင်ငွေရမသေးတော့ပိတ်ရမှာဝင်လေးတယ်ကိုရဲ့ပြီးတော့မမေရဲ့လက်မှုလက်ရင်ဆိုင်လေးဆိုတော့ ဟုတ်တယ်သားမမေကလည်းလေဒီဆိုင်လေးကိုတန်ရုံးစင်တွဲနေတာအမှန်ပဲမမေတို့တော့ဘာမှမပူနဲ့သားသားတို့ကလည်းစီးပွားရေးအခြေကြပြီဆိုတော့မမေကမြည်ချစ်တင်လာပြီသားရဲ့ကလေးကိုကြိုးစားကြတော့နော် ဒီတို့ငါပြောခဲ့တာပဲရမုံကမာကတ်တင်းမှာဆရာမကြီးပါလို့သူသာတာဝန်ယူလိုက်ငါတို့ဘယ်နဲ့ပေါက်မှာပါငါပြောခဲ့ပါ ခါတိပြီးသားပါကွာအဲ့ဒါကြောင့်ငါလည်းမင်းတို့အစောကြီးညာပြောလိုက်တော့ရမုံကငါတို့ရဲ့အောင်မြင်ခြင်းတဲ့သမီးတစ်ပါးဖြစ်လာမှာပါလို့ ကိုအောင်တို့ပြောလို့အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အတွက်တော်သေးရပေါ့ ရမုံကိုတကယ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးကိုတို့ကုမ္ပဏီချင်းတို့ကစာချုပ်လေးချုပ်ပေးနိုင်ခဲ့တဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ် အဲ့ဒီကျေးဇူးတင်တဲ့စကားကိုအမတ်တရအနေနဲ့ရှင်မောဝမ်းမြောက်ဝမ်းသာနဲ့အသိထားလိုက်ပါမယ်ရှင် ဟာဟုတ်သားပဲဟေ့ဘာလို့ရမုံကိုလုပ်ငန်းသဘောရပတ်စနစ်ပေးတာလဲပေးတာပဲဒါပေမဲ့အခုငါတို့လုပ်ငန်းအောင်မြင်သွားတဲ့အတွက်ရမုံအတွက်ငါတို့ special dinner တခုလုပ်ပေးသေးဘူးဟုတ်တယ်မင်းပြောတာဟုတ်တယ်ကဲရမုံဘာစားချင်လဲပင်ဆိုင်သွားချင်တယ်ကိုချင်းပြော
ရှင်မုံစိတ်တိုင်းကြအားလုံးဖြစ်စေရမယ်ပေါ့လေ ဖြစ်စေရမှာပေါ့ရမောကကိုတို့အတွက်ကံကောင်းခြင်းတဲ့သမီးလေးပဲ ရှင်မုံတော့တော်တော်လေးကိုဘဝင်မြင့်ကျင်သွားပြီနော် ကိုတကယ်ပြောပါကိုတို့ကုမ္ပဏီအခုလိုအချိန်ထုတ်တင်းမှာတိုးတက်အောင်မြင်လာတဲ့အတွက်ရမောကိုတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ရမောနဲ့ကိုအခုလိုဆုံးပေးရတာကိုအတွက်ကံကောင်းခြင်းတွေရရှိလိုက်သူပဲ မနင်းလာမယ်ဆိုတော့ဆရာကိုကြိုးဖုံးဆက်ထားအောင်လား နင်းလည်းညနေကျမှလာမယ်လို့ဆုံးဖြတ်ထားတာရန်ကုန်ရောက်တော့ဆိုင်တော့လိုအပ်တာလေးလိုက်လို့ရင်းနဲ့ကိုစီတောင်ဖုန်းမဆက်လိုက်ရအောင်နင်းရရုပ်တရက်တွေ့ပါလို့ရှင်ကိုလည်းပုတ်ပြီးအံ့ဩအောင်လို့လေ အော်ဆရာဒီချိန်ဆိုပြန်လာနေကြပါလုပ်တယ်များနေတူတယ်ကဲလာမနင်းလာနေရပါအောင်နော်